တရားကိုတန်လိုက်ပါပဲနောက်ခါဆောင်ရောက်သူရှင်တွေကဘူးမျောနေမယ်ဒီမှာတော့နေမွေးရကြခဲ့ရင်တော့မကတော့လည်းဒီအောင်တို့ရောက်အောင်လို့ဆိုင်ကိုမြင်လိုက်ခဲ့ွယ်သူများမောရှမ်းထားပြီဟန်ကပြောင်း